ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့အမေရိကန်ပြည်ထောင်စုနှုတ်ထွက်လိုက်ပြီဆိုတဲ့တလင်းကတော့ကြားမှုသားဖြစ်မှာပါ။ဒါပေမဲ့ဒီကိစ္စကဒီတိုင်းလွယ်လွယ်ကူကူပြက်စဲလိုက်တာမျိုးထက်အများကြီးပိုရှုပ်ထွေးပါတယ်။ငွေရေးကြေးပြဿနာတွေနောက်ွယ်ကသမိုင်းကြောင်းတွေနောက်ပြီးလူအသက်ပေါင်းများစွာနဲ့ပတ်သက်နေတဲ့ဒီအကြောင်းကိုအစော့ဆုံးပြန်ကြည့်ကြရအောင်ပါ။ဟုတ်ပါရဲ့။လွန်ခဲ့တဲ့တနှစ်ကတည်းကထုတ်ပြန်ခဲ့တဲ့အမိန့်အရအမေရိကန်ရဲ့ WHO ကနေနှုတ်ထွက်မှုဟာအခုဆိုတရားဝင်ဖြစ်သွားပါပြီ။ဒါပေမဲ့ဇလန်ကဒီမှာတည်းမပြီးသွားပါဘူး။ဘာလို့လဲဆိုတော့ဂျာရဲမှာဒေါ်လာ160တန်ကြီးရှိတဲ့ပြဿနာကြီးတစ်ခုခံနေလို့ပါပဲ။အဲ့ဒီငွေကြီးကိစ္စကဒီလန်ခွဲမှုကိုမိခွန်းထိုးဆရာကြီးဖြစ်လာစေပါရဲ့။ကဲအဲ့ဒီပြဿနာကဘာလဲဆိုတာတစ်ချက်ကြည့်လိုက်ကြရအောင်။ဒီလိုပါ WHO လို့အဖွဲ့အစည်းကြီးကနေထွက်ဖို့ဆိုတာကလွယ်လွယ်နဲ့တော့မရပါဘူး။ဖြည့်ဆည်းရမယ့်အဓိကလိုအပ်ချက်2ချက်ရှိပါတယ်။အဲ့ဒါတွေကဘာတွေဖြစ်မလဲ။ပထမတစ်ဆင့်ကတော့တနေ့ကြိုတင်အကြောင်းကြားရမှာပါ။အဲ့ဒါကတော့ပြီးသွားပါပြီ။ဒါပေမဲ့ဒုတိယအဆင့်အဲ့ဒါကမှအဓိကပြဿနာပါပဲ။အဲ့ဒါကတော့ပေးဖို့ကြံနေတဲ့အကျွေးအလုံးကိုအပြီးအပြတ်ပေးချေဖို့ပါ။အဲ့ဒီအပိုင်းမှာပဲတနေရပါ။ဟုတ်ပါတယ်။အမေရိကန်ပြည်ထောင်စုဟာ WHO ကိုအနည်းဆုံးဒေါ်လာ160ပေးဖို့ရှိနေပါတယ်။ဒါပေမဲ့အစိုးရတာဝန်ရှိသူတွေဘက်ကတော့ဒီငွေကိုပေးချေဖို့အစီအစဉ်မရှိဘူးလို့ပြပြသားသားပြောထားပါရဲ့။အဲ့ဒီတော့ဒီအကျွေးပြဿနာကြောင့် WHO ဘက်ကလည်းအမေရိကန်ရဲ့နှုတ်ထွက်မှုကိုတရားဝင်အသိအမှတ်မပြုသေးပါဘူး။အမေရိကန်ဟာအဖွဲ့ဝင်ဖြစ်ခဲ့နေတကယ်ပဲထွက်သွားပြီလားမထွက်သေးဘူးလားဆိုတာကိုကျန်တဲ့အဖွဲ့ဝင်နိုင်ငံတွေကပဲဆုံးဖြတ်ရတော့မှာပါ။အခြေအနေကတော်တော်လေးကိုမေးရမရဖြစ်နေပါတယ်။ဒီလိုအခြေအနေမျိုးကWHO ရဲ့တမိုင်းမှာအရင်ကတော့ဖြစ်ခဲ့ဘူးလားကမ္ဘာအင်အားကြီးနိုင်ငံတနိုင်ငံကဒီလိုမျိုးနှုတ်ထွက်သွားတာမျိုးပေါ့တမိုင်းကိုတစ်ချက်လောက်ပြန်လည်ကြည့်ကြရအောင်ပါအဲ့ဒီမေကွန်ရဲ့အဖြေကိုရှာဖို့ကျွန်တော်တို့ဒုတိယကမ္ဘာစစ်အပြီး WHO ကိုစောက်ထောင်ခါစားအချိန်လေးစီကိုပြန်သွားကြည့်ဖို့လိုပါလိမ့်မယ်အရင်ကဆိုဗီယက်ယူနီယံနဲ့သူ့ရဲ့မဟာမိတ်နိုင်ငံတချို့နှုတ်ထွက်သွားဖို့ပါတယ်ဒါပေမဲ့ခုနှစ်အကြာမှသူတို့အဖွဲ့ထဲကိုပြန်ဝင်လာခဲ့ကြတယ်အမေရိကန်ပြည်ထောင်စုအတွက်တော့ဒါဟာလုံးဝမကြုံခဲ့ဘူးရဲ့ပထမဆုံးအကြိမ်ပါပဲစိတ်ဝင်စားဖို့ကောင်းတာကအဲဒီတုန်းကဆိုဗီယက်ယူနီယံထွက်သွားပြီးတဲ့နောက်မှာ WHO မှာအမေရိကန်ရဲ့ဩဇာကပိုလို့တောင်ကြီးမာလာခဲ့တာပါကဲအဓိကငွေကြေးထောက်ပံ့နေတဲ့နိုင်ငံကြီးတစ်နိုင်ငံမရှိတော့တဲ့အခါ WHO ရဲ့နေ့စဉ်လုပ်ငန်းတွေပေါ်ဘယ်လိုရိုက်ခတ်မှုတွေရှိလာနိုင်မလဲဒါကတော့တကယ်ကိုလက်တွေ့ကြကြစဉ်းစားရမယ့်အပိုင်းကိုရောက်လာပါပြီချက်ချင်းဆိုသလိုပဲငွေကြေးပိုင်းဆိုင်ရာထိခိုက်မှုတွေကတန်းပေါ်လာပါတယ်ဒါကြောင့် WHO ဟာသူ့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုတိတိတသားကြီးကို short ချပစ်ခဲ့ရပါတယ်။ဒီလိုလုပ်ငန်းတွေ short ချလိုက်တာကဘာလို့ဖြစ်စီလဲဆိုတော့နိုင်ငံတွေကိုပေးနေတဲ့နည်းပညာအကူအညီတွေနေသွားမယ်။ကရုကဖြစ်နိုင်ခြေတွေကိုစောင့်ကြည့်တဲ့စနစ်တွေအားနေသွားမယ်။ကမ္ဘာလုံးဆိုင်ရာစေဝါထောက်ပံ့ရေးကွန်ဆက်တွေရိုင်းနေလာမယ်။နောက်ဆုံးမှာတော့ဒေသန္တရကျန်းမာရေးစနစ်တွေပြိုကွဲတဲ့အထိဖြစ်သွားနိုင်ပါတယ်။ဒီကိစ္စကငွေရေးကြီးရေးနဲ့မူဝါဒကြောင်းတည်ကြီးပဲမဟုတ်တော့ပါဘူးဒီပြောင်းလဲမှုတွေကလူတွေရဲ့တကယ်ဘဝနဲ့အသက်တွေပေါ်မှာပါတက်ရိပ်တက်ရောက်မှုတွေရှိနေပါပြီကညာနိုင်ငံမှာတာဝန်ကျနေတဲ့ကုဆက်ယောဂအထူးကုဆရာဝန်ကြီးဒေါက်တာဝီလ်ဆန်ရဲ့အဆိုအရဆိုရင်အာဖရိကတခွင်မှာဒီအပြောင်းလဲတွေရဲ့ရိုက်ခတ်မှုတွေကိုအခုချက်ချင်းလက်တွေ့ကြကြမြင်တွေ့နေရသည်လို့ဆိုပါတယ်ဒါဟာအနာဂတ်မှာဖြစ်လာမယ့်အရာကိုခံမှန်းနေတာမဟုတ်ပဲလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေပါဒီအခြေအနေတွေကြောင့်ပဲလူအသက်ပေါင်းများစွာဆုံးရှုံးနိုင်တယ်ဆိုတဲ့တုံ့လုပ်စရာကောင်းတဲ့ခန့်မှန်းချက်တွေလည်းထပ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီကိန်းဂဏန်းကတော့ဒီပြောင်းလဲမှုတွေကြောင့်ဒီတစ်နှစ်တည်းမှာတင်ပုံမှန်ထက်ပိုပြီးတိတ်ဆုံးနိုင်တဲ့လူအရေးအတွက်ဖြစ်ပြီးအဲ့ဒီထဲကအများစုကကလေးငယ်တွေဖြစ်ကြပါတယ်။ဒါကြောင့်နောက်ဆုံးမှတော့ကျွန်တော်တို့အားလုံးရဲ့စဉ်းစားစရာမေးခွန်းကြီးတစ်ခုကျန်ခဲ့ပါလေ။ကမ္ဘာကျန်းမာရေးကိုဆက်စုနှစ်ချီဦးဆောင်ခဲ့နိုင်ငံတနိုင်ငံနောက်ဆုတ်သွားရအခါအဲ့ဒီနေရာကိုဘယ်သူကဝင်ဖြစ်မလဲ။အဲ့ဒီအပြောင်းလဲကကျွန်တော်တို့အားလုံးရဲ့အနာဂတ်အတွက်ဘာကိုအိမ်မဆောင်နေမလဲ